now subject I know why so kind of la le maybe any man so na and yeah example 11.7 is some if the literature and accidentally touch a live wire or frequently board what possible effect of what he experienced if his skin were dry and had a resistance of 100 kilo number 2 ပြကြတော့ were wet and had a resistance of 1000 ohm အဲ့ဒါဘာလဲဆိုတော့လျှက်စစ်ပြင်တဲ့လူတယောက်ပေါ့နော် literature ဆိုတော့လျှက်စစ်ပြင်တဲ့လူပဲဆိုတော့လျှက်စစ်ပညာရှင်တယောက်ပဲပေါ့နော်သူက accidentally touch the light wire တခုထိမိရပေါ့နော်အဲ့ဒီ light wire ဘယ်လောက်လဲဆိုတော့220စီးနေတယ်ဆရာတို့အိမ်မှာကြည့်ရလျှက်စစ်ဟောပြရတယ်ဟောဒီဝါကျိုးမှာ220စီးနေတာအဲ့ဒီ220ဘိုးရှိနေတဲ့အားလေးကိုဆရာတို့ကထိမိလိုက်တာပေါ့နော်ထိမိလိုက်တယ် what possible effect what he experienced သူကဘယ်လိုကြုံတွေ့ရမလဲပေါ့နော် if his skin ပေါ့နော်သူ့ရဲ့အရေပြားဘယ်လိုဖြစ်နေမှာလဲပထမတစ်ခုကကျတော့ were drying သူကလက်တည်းရေမစိုးဘူးပေါ့ရှောက်တွေ့နေတဲ့အနေထားမှာနော် had a resistance of 100 kilo ဒီလက်ကရေရှောက်နေတော့သူ့ရဲ့ဟောဘာဖြစ်သွားမှာလဲသူ့ရဲ့ resistance 100 kilo ohm ဖြစ်နေတယ်အဲ့လို100 kilo ohm ဖြစ်နေတဲ့အချိန်မှာသူ့မှာဘာအဖက်ဖြစ်မလဲပေါ့နော်သူကမောမလားဟိုဘာဖြစ်မလဲပေါ့နော်ဝါရှော့ဖြစ်ပြီးပြေးမလားပေါ့နော်နောက်အဲ့ဒါလေးစဉ်းစားခိုင်းတယ်နောက်တစ်ခုကကျဘာလဲဆိုရင် what ဆိုနေတယ်သူကရေဆိုနေတဲ့အနေအထားမျိုးသူကရေဆိုနေတဲ့သူရဲ့ had a resistance of 1000 ohm အဲ့တော့ဒီမှာရေမဆိုတဲ့အချိန်မှာ100 kilo ohm ရှိရေဆိုတော့1000 ohm ပဲရှိတယ်အဲ့ဒါဆိုအစဘယ်လောက်တောင်ကွာ100လောက်ကွာတော့ရေမဆိုတဲ့အချိန်နဲ့ရေဆိုတဲ့အချိန်မှာစ100လောက်ကွာနေတာပေါ့အဲ့ဒါဆိုရင်ဒီဘာဖြစ်နိုင်လဲဆရာတို့အဲ့ဒါလေးစဉ်းစားနေအဲ့တော့ဆရာတို့ကနောက်ပေးချက်လေးစရင်းမယ်ပေးထားရတယ်ဒီမှာ220 volt တွေပေးထားတာပေါ့နော်အဲ220 volt ပေးထားတယ်အဲ့တော့ပေးထားတဲ့ volt တွေတော့ဘူးကြီးက220ပဲပေးထားမယ်အဲ့တော့ဆရာတို့ကဒီမှာစဉ်းစားမယ်ပထမဆုံးစဉ်းစားမယ် number 1လေးကကျတော့သူ့ရဲ့အရေပြားရှောက်တွေ့နေရေမဆိုဘူးပေါ့နော်ရေမဆိုတဲ့အချိန်မှာသူ့ရဲ့ resistance တန်ပေါ့တန်ပေါ့ဘယ်လောက်ရှိတော့100 kilo ohm အဲ့တော့ if the his skin were dry သူ့ရဲ့ရေပြားရှောက်တွေ့နေဖြစ်တဲ့အတွက်ရေမဆိုဘူးရှောက်တွေ့နေဖြစ်တဲ့အတွက် resistance R equal to 100 kilo ohm ကဲ100 kilo ohm ဆိုဆရာတို့ကအုံးကိုပြောင်းအောင်အုံးပြောင်းပြီးတော့ကီလိုဆိုတော့10 to 1000လေးနော်အဲ့တော့100အမြောက်10 to 3နောက်ကီလိုဖြောင်းနည်းနဲ့လည်းတွက်လို့ရပါတယ်နော်ပြီးတော့ simple ပဲနောက်ပြီး current flow through the body အဲ့တော့အဲ့မှာစီးဆင်းမဲ့ current ကျွန်တော်ဒီမှာ V လေးလည်းရှိတယ် R လေးလည်းရှိတယ်ဆိုတော့ V equal to IR I equal to V by R အဲ့တော့ V က220အောက်က R လေးက100 into 10 to 3အဲ့တော့တွက်လိုက်တယ်ဘာလို့လဲ 2.2 milliampere ဒါဆိုရင် तू ကဒီအနေထားမှာဆိုရင်သူ့ရဲ့ဟောဘောနော်လက်ကရှောက်တွေ့ရင် तू ကဟာဓာတ်လိုက်တယ်ဟာဆိုရင် तू ကဟိုနည်းနည်းလေးတတိတရလေးပေါ့နော်တတိအမှတ်တမဲ့လေးဖြစ်မှာပေါ့နော်နောက် that literature and what experience in mind shot ပေါ့နော်အဲလည်းလျှက်စစ် wire shot လေးတော့ဖြစ်မယ်ဆိုတော့ तू က mind shot ဆိုတာ mind ဆိုတာပျော့တာပေါ့နည်းနည်းပျော့လေးဆိုနော်ပျော့လေးဆိုတော့အားမပြင်းကိုလူကိုထိခိုက်နာခြင်းမဖြစ်တော့ဘူးနော်ဒီဟာဓာတ်လိုက်တယ်ဟာအဲ့လောက်လိုဖြစ်သွားပါနော်ကဲ number 2လေးတော့မယ် if the his skin were wet then သူရဲ့ဟောလေးကရေပြားတွေကရေစုံနေတာဖြစ်နေတာပေါ့နော်ရေစုံတဲ့အချိန်မှာ resistance R ကျတော့1000 ohm ဖြစ်သွားမယ်အဲ1000 ohm ဖြစ်သွားရင်လည်း current flow through the body ခန္ဓာကိုယ်စီးသွားမဲ့ current ပေါ့နော်V equal to IR I equal to V by R အဲ့တော့ I equal to V by R V ကကျတော့220နောက်ပြီး R ကျတော့1000အဲ့ဒါတွက်လိုက်တော့ဘယ်လောက်လဲ220 milliampere နော်220 milliampere ဆိုတော့ဘာပြောမလဲနှလုံးရက်ပြီးတော့တည်သွားနိုင်တယ်နော် the electrician could be electrocuted လျှက်စစ် wire short ဖြစ်စီတိုင်းပြီးတော့နော် electrician မှာလျှက်စစ် wire short ဖြစ်ပြီးတော့သူကတည်စီနိုင်ပါတယ်ဒါလေးရမယ်နော်